ကိုတော့ကပြရတယ်ကို ရုပ်ပြီးတော့ဆက်တယ်ဗျာ စိတ်ကိုတော့ကတင့်ကိုစေတနာနဲ့တည်တယ်ဒါကိုသင်ကကျေးဇူးမတင်နဲ့ပြစ်ဒါဖြစ်တဲ့ရင်လား နေတော့ကကျုပ်ကဲပြီးပြီဘာလို့ပန်းတို့ကိုဆောင်းကနေခါရုပ်တော့ကိုတင်ပြရဒီပါခေါင်းလိုက်တာတစ်ခုပြီးတစ်ခုပြဲအဲ့ဒါကျုပ်ကိုတော့ကပြရတော့ ကောင်းလုံးသွားမှာအကြောက်ဆုံးကဒီကချဲ ကျုပ်ပြီးအဲ့ရှိပြီးတော့ဗျာဒီတော့ ဒါကတော့စူပါဒီရိုင်းဆိုင်ရဲ့တည့်ရတဲ့ရှိုးကိုချင်းချုပ်ဖို့တမင်တကာဒီတော့ဆောင်းပုံမှန် ညနာကိုတဲ့နဲ့ခါလေးရှက်အားလေးနဲ့တူတကယ်လားမြင်မြင်သာသာလောင်းတင်ချင်မပြောင်း ခေါ်လို့လေတော့မှရောက်ပါတော့တော့ ဆောင်ရောက်ပြီးခွဲဒီတော့မရှောက်ပြောจิตตะဆိုရရှိပြဿနာချက်ပြီးရရတယ်။ကန်ကိုတော့ဒီချာဆောက်ရှောက်ဒီကမြာရှိကောင်းလာပါဘူး။ဆောင်းဖန်လာရင်ခေါက်ပြေးခြင်းပါပြီ။ရောက်ခင်ချဲရှင်နီလာပြီဂျင်းတတ်တဲ့မြဝင်ကြီးနဲ့ဂျင်းလေးကိုမနစ်ကတဲ့ကောင်မလေးနဲ့ပြန်ဆုံးကြည့် ကိုဒီချင်းကိုထပ်ပေးလိုက်အဲ့ဒီအသက်ကြီးလေးလေးလုံးလုံးတင်းချင်းလေးအသုံးပြုပြီးအခက်ခဲတဲ့ဒုက္ခတွေကလွတ်အောင် ကျတော့တပည့်လာပြီးကြတော့ကျတော့ချီတော့ကအဲ့သိမရှိတော့ဘူးဗျာမင်းကဟိုနားကဆိုင်ပြီး ဒါနဲ့ကိစ္စမဟုတ်ပါဘူး Nene tu di nama eneku ကာရဝပြုပါတယ်မဲတော် ကဲငကဖြူလေးမင်းရဲ့ဆရာကိုမြန်မြန်သွားကတော့လိုက်လေ အေးထပါကဲလာဟဲ့တွားကြမယ်ကောင်းလိုက်တဲ့မြင်းဖြူလေး ဆရာတော်မြင်မြင်လားလက်ဆက်တော့ဆရာတော်စီမှာဒီရွှေသင်္ကန်းတစ်စုံရှိနေတာကို ဝုခုံးဝုခုံး ဟေးဆရာတော် ဝုခုံးမင်းသွားတဲ့နှုတ်ကအယမ်းမြန်တယ် ဟာဆရာတော်ကလည်းဒါတော့တပည့်ကဖြည်းဖြည်းလေးတွားနေတာ ဟိုးအရှိဘက်မှာဗာများရှိတယ်လဲမသိဘူး ကမ္မထမ်းကျောင်းရှိတယ်ဆရာတော်ရဲ့ ကမ္မထမ်းကြောင်